ဒီဘရင်မကြီးဟာနေတိုင်းနွားနို့ကန်တဲ့ကိုအခုလိုမျိုးဝင်ဆင်လေးရှိပါ၏ဒီလိုမျိုးလုပ်ခြင်းဟာသူမကိုယ်ပေါ်ကိုတဘာဝတက်တွေရရှိစေပြီးတော့10နှစ်လောက်ကိုပြန်လည်နှုတ်ပြစေလိုပါဒါပေမဲ့လည်းဒီတက်ရောက်မှုကအချိန်ခဏပဲခံပါ၏သူမဟာတတလုံးနှုတ်ပြသွားကျင်တာဖြစ်လို့ဘရင်မကြီးရဲ့မောင်ဖြစ်သူကအခုလိုမျိုးမိမပြိုလေးတယောက်ကိုဖမ်းခေါ်လာပြီးခဲ့ပါ၏ဘရင်မကြီးကတော့မိမပြိုကိုလေပင်ကနေကင်မလိုက်ပြီးတော့အခုလိုမျိုးနှုတ်ပြမှုတွေကိုဆွဲယူလိုက်ပါတော့တယ်မိမပြိုလေးကတော့မျက်စိရှိမှတင်အခုလိုမျိုးအိုစာသွားခဲ့ပြီးတပြိုင်နက်တည်းမှာတင်ဘရင်မကြီးကတော့နှုတ်ပြသွားခဲ့ပြန်ပါပြီတကယ်တော့ဒီဘရင်မကြီးဟာစစ်ပွဲတွေကြားနေမြေသိမ်းခံရမှုမှာတုပ်ပန်းဖြစ်ကိုမှအဖမ်းခံခဲ့ရပူပါ၏ဒါပေမဲ့လို့ဘရင်ကသူမရဲ့ရုပ်ချုံမှုကြောင့်သဘောကျနှစ်သက်သွားပြီးတော့မိဖုရားတင်မြှောက်ခဲ့ပါ၏မိဖုရားဟာညာဘက်မှာအခုလိုမျိုးကောက်ကျစ်စွာနဲ့ဘရင်ကိုတက်ပြတ်ခဲ့ပြီးတော့သူမရဲ့ပြည်နယ်ကတိုက်ပွဲရှုံးခဲ့တဲ့တပ်သားတွေကိုပြန်ခေါ်ကဘရင်ကြီးရဲ့တိုင်းပြည်နယ်နန်းတော်ကိုစိုးမိုးခဲ့ပါတော့တယ်တိုင်းပြည်ကလူတွေအားလုံးကိုတက်ပြတ်ခဲ့ပေမဲ့လို့ Snow White ဆိုတဲ့ကောင်မလေးကိုတော့အရှင်ထားခဲ့ပြီးပိတ်လောင်ပစ်လိုက်ပါ၏ဘရင်မကြီးဟာဒီလိုမျိုးတိုင်းပြည်ကြီးကိုအပိုင်ရယုံတဲ့တင်ကိုမကျင်နိုင်သေးပဲနဲ့ကဘာပေါ်ကအလှဆုံးဆိုတဲ့အမျိုးသမီးကိုဖြစ်ချင်နေပါသေးတယ်သူမရဲ့မော်မှန်ကြီးကိုလည်းကဘာပေါ်မှာဘသူအလှဆုံးလဲဆိုပြီးတော့အမြဲမပြတ်ကိုမှမေးလေရှိပါ၏မှန်မြင်ကြီးကနေပြီးတော့အခုလိုမျိုးကြေးရည်တွေစီးကျလာပြီးတော့ဝင်းကြီးတကောင်အဖြစ်ကိုမှပြောင်းလဲသွားခဲ့ပါတော့တယ်ပြီးတော့ဝင်းကြီးဟာဘရင်မကြီးရဲ့လှပမှုတွေနေရာမှာ Snow White ရဲ့အလှကအစားဝင်လာကခံရတော့မယ်ဆိုတာကိုပြောလိုက်ပါ၏ဒါပေမဲ့လို့ Snow White ရဲ့နှလုံးသားကိုရရင်တော့ဒါမျိုးဖြစ်မလာပါဘူးလို့ဆိုပါ၏ဒါကြောင့်ပဲဘရင်မကြီးဟာ Snow White ကိုတတ်ဖို့သူမရဲ့မောင်ဖြစ်သူကိုခိုင်းစေခဲ့ပါ၏သူဟာခုလိုမျိုးတက်တော့မဲ့ဆက်စင်းမှာပဲ Snow White ရဲ့အလှတရားမှာဖမ်းဆားခံလိုက်ရပြီးတော့စိတ်လွတ်သွားခဲ့ပါ၏ Snow White ကလည်းဒါကိုခွင့်ကောင်းယူကထွက်ပြေးလာခဲ့ပါတော့တယ်ဘေးနားကတပ်သားတွေဟာသူမကိုဝိုင်းဖမ်းကြပေမဲ့လို့ကန်ကောင်းစွာနဲ့ရေမြောင်းတဲ့ကိုချော့ကျသွားပြီးတော့နန်းတော်ရဲ့ပြင်ဘက်ကိုရရှိသွားခဲ့ပါတော့တယ်ကန်းဆက်နားမှာတန်မာလာတဲ့မြင်းပြူတစ်ခေါက်ကသူမကိုစောင့်နေပါ၏ Snow White ဟာတုံဆိုင်ခြင်းမရှိဘဲနဲ့ချက်ချင်းပဲစီးလိုက်ပြီးတော့ထွက်ပြေးသွားခဲ့ပါ၏အဆောင်တွေထပ်ပြီးတော့လိုက်လာရဲဆိုတဲ့အတွေ့နဲ့သူမဟာမြင်းကိုတောနဲ့တဲ့အထိကိုမှဒုံဆိုင်ပြီးတော့စီးခဲ့ပါ၏လက်ခုလက်မှာတော့မြင်းဟာချော်ကျသွားခဲ့ပြီးတော့ရှေ့မဆက်နိုင်တော့တာမို့လို့သူမဟာခြေချင်းကိုထွက်ပြေးခဲ့ရပါ၏တောနဲ့ကြီးဟာမော်ဆန်ပြီးတော့လူသားတွေမရှိတဲ့နေရာလိုပါပြီလက်တစ်လျှောက်မှာလည်းထူးဆန်းတဲ့တော်ဝါကြီးတွေကိုသူမမြင်တွေ့ခဲ့ရပါ၏တစ်ဖက်မှာတော့ Snow White ဟာတောနဲ့ကြီးရဲ့ကိုထွက်ပြေးလွတ်မြောက်သွားကြောင်းဘရင်မကြီးတည်သွားတဲ့အခါမှာအရန်ကိုမှဒေါသထွက်သွားခဲ့ရပါ၏အကြောင်းကတော့သူမရဲ့မော်ပညာဟာအဲ့ဒီတောနဲ့ကြီးထဲမှာအသုံးမဝင်လို့ပါပဲဒါကြောင့်မလို့တောဆိုတဲ့လူကိုခေါ်လိုက်ခဲ့ပြီးတော့ Snow White ကိုတောနဲ့ထဲကနေကိုခေါ်ခဲ့ဖို့ကိုအမိန့်ပေးလိုက်ပါ၏ဒါပေမဲ့လည်းတော်ရဲ့ဇနီးဖြစ်သူကမကြခင်နှစ်ကမှအဲ့ဒီတောနဲ့ကြီးထဲမှာအသက်ဆုံးရှုံးခဲ့ရတာမို့လို့တော်ကတော့ဒီကိစ္စကိုညှင်းဆိုလိုက်ပါ၏ဘရင်မကြီးကလည်းမင်းသားဒါကိုလှုပ်ပေးရင်တော့တေဆုံးသွားတဲ့ဇနီးဖြစ်သူကိုအသက်ပြန်သွင်းပေးမယ်ဆိုပြီးတော့ပြောလို့တော်ဟာလည်းနောက်ဆုံးမျှော်လင့်ချက်နဲ့ကိုမှသဘောတူလိုက်ပါ၏တော်ရဲ့ကြွမ်းကျင်မှုကြောင့်ပဲ Snow White ကိုခဏလေးနဲ့ကိုရှာတွေ့ခဲ့ပါ၏ဒါပေမဲ့လို့ဘရင်မကြီးလက်ထဲကိုမအပ်ခင်မှာပဲသူ့ရဲ့ဇနီးကိုအရင်ပြန်ပြီးတော့အသက်သွင်းပေးဖို့ကိုပြောခဲ့ပါ၏ဘရင်မကြီးပြောခဲ့တာဟာအမှန်မဟုတ်ပဲနဲ့မြှူဆွဲယုံတက်တက်ဖြစ်ကြောင်းတော်တီသွားတဲ့အခါမှာတော့အရန်ကိုမှဒေါသထွက်သွားခဲ့ပြီးတော့အားလုံးကိုတိုက်ခတ်ခဲ့ပါ၏Snow White ကလည်းကြောက်စရာကောင်းတဲ့ဒေါနက်ထဲကိုတစ်ဖက်ပြန်လဲပြီးတော့ထွက်ပြေးရပါတော့မယ်